ဒီနေ့ညနေ4:50ခန့်မှာလဲ BNI အမည်ခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါနဲ့၎င်းတို့ရဲ့မိသားစုဝင်များဟာလက်နက်မျိုးစုံ6လက်နဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူစကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်တွင်နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးတပ်စခန်းတစ်ခုထံကိုလာရောက်ဆက်သွယ်သတင်းပို့၍ဥရီပေါင်းတွင်ကိုဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။ PDF အပါအဝင်အခြားသောအကြမ်းဖက်အဖွဲ့များဟာနိုင်ငံတော်အစိုးရနှင့်တပ်မတော်အားစန့်ကျင်တိုက်ခိုက်ခြင်းနယ်မြေခံပြည်သူလူထုများအားလက်နက်အားကိုဖြင့်အနိုင်ကျင့်ခြင်းများလှုံ့ဆော်လျက်ရှိတဲ့အပြင်အချိန်ကြာမြင့်လာသည့်နှင့်အမျှကိုကြိုးစည်းဝါးကိုအခြေခံ၍နယ်မြေလူချင်းဝေစုမတည့်ခြင်းအချင်းချင်းဗိုလ်ချနှိပ်စက်တပ်ဖြတ်ခြင်းစသည်တို့ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BNI အမည်ခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါအနေဖြင့်အကြမ်းဖက်လုပ်ရများအားလှုပ်ဆောင်နေမှုများအားမနှိမ့်မြို့တော်ခြင်းနိုင်ငံတော်နှင့်တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံလာခြင်းတို့ကြောင့်ယခုကဲ့သို့ဥပဒေပေါင်းတွင်ကိုဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။